အားလုံးမင်္ဂလာပါအခုကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းကတော့စကားပြောမှာအသုံးများတဲ့ဝါကြလေးချက်လောက်လေးလာကြည့်အောင်ပထမဆုံးအနေနဲ့ကျွန်တော်ဘာတွေ့မလဲဆိုရင်မနက်စောစောကိုကျွန်တော်တို့က early in the morning ဆိုပြီးတော့အသုံးပြုကြများတယ်ပေါ့အဲ့တော့ကျွန်တော်နောက်တစ်မျိုးဘာသုံးလို့ရလဲဆိုရင် bright and early ဆိုပြီးအသုံးပြုလို့ရတယ်ဥပမာ I want you to get up bright and early I want you to get up bright and early ငါမင်းကိုမနက်စောစောအိပ်ရာထားစေခြင်းတယ်အဲ့တော့မနက်စောစောဆိုတဲ့အသုံးတော့ကျွန်တော်တို့ဘာနဲ့သုံးလို့ရလဲဆိုရင် bright and early ဆိုတဲ့အသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကတစုံတစ်ယောက်ကိုပတ်စံအကျွေးပြန်ဆက်တာကို pay somebody back someone back ဆိုတဲ့အသုံးပြုလို့ရတယ်ဥပမာ you can borrow $100နင်ကဒေါ်လာ100ချီးလို့ရတယ် but don't forget to pay me back by Friday but ဒါပေမဲ့ don't forget မမေ့နဲ့ to pay me back ငါ့ကိုပြန်ပေးဖို့ by Friday တောက်ကြနေနောက်ဆုံးထားပြီးတော့ငါ့ကိုပြန်ပေးဖို့မမေ့နဲ့ဆိုလိုချင်တာကဒီနေရာမှာသတိထားမှာကတစုံတစ်ယောက်အကျွေးပြန်ဆက်တယ်ဆိုရင် PAY pay someone back ဆိုတဲ့အသုံးလုံးနဲ့အသုံးပြုလို့ရတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင် you can borrow ဆိုတာကကိုကတစုံတစ်ယောက်စီကပတ်စံချီးတယ်ဆိုရင် borrow နဲ့အသုံးပြုလို့ရတယ်ဒီနေရာမှာ can ဆိုတော့နိုင်တယ်ပေါ့ you can borrow မင်းချီးနိုင်တယ်ဘယ်လောက်လဲ$100ဒေါ်လာ100ဒါပေမဲ့ဆိုတော့ but မမေ့နဲ့ဆိုရင် don't forget မမေ့နဲ့ဘာလို့ဖို့လဲ to pay me back ငါ့ကိုပြန်ပေးဖို့ by Friday တောက်ကြနေနောက်ဆုံးထားပြီးတော့အဲ့တော့ဒီနေရာမှာကြည့်ရှုသူတွေအနေနဲ့တော်တော်များများနားလည်တာကကျွန်တော်ရက်စွဲတွေအရှိမှကျွန်တော် on နဲ့သုံးကြတာများတယ်။ on Friday တို့နောက်တစ်ခု on Monday ဆိုအသုံးပြုလို့ရတယ်။ဒါပေမဲ့အခုဒီနေရာမှာရက်စွဲနေ့အမည်ရဲ့အရှိမှကျွန်တော်ဒီမှာဘာသုံးတာလဲ B1 ဘိုင်သုံးတာတယ်။အဲ့တော့ B1 ဘိုင်ရဲ့အထိပ္ပယ်ကကျွန်တော်တို့ကအချိန်ကာလရဲ့အရှိရောက်သွားရင်သူဒီအဲ့အချိန်ထက်နောက်ကျလို့မရအောင်။ by Friday ဆိုတော့တောက်ကြနေနောက်ဆုံးထားပြီးဆိုအထိပ္ပယ်ဆိုလိုချင်တာကစောကျင်စောလို့ရတယ်တောက်ကြနေထက်တော့နောက်ကျလို့မရအောင်ဒီလို by Sunday ဆိုရင်တော့တနင်္ဂနွေနေ့ထိရတယ်အဲ့ထက်နောက်ကျလို့တော့မရအဲ့သဘောမျိုးအဲ့တော့ပြန်ကြည့်မယ်ဆိုရင် you can borrow $100 but don't forget to pay me back by Friday အဲ့တော့မင်းဒေါ်လာ100ချီးလို့ရတယ်ဒါပေမဲ့တောက်ကြနေနောက်ဆုံးထားပြီးတော့အဆက်အမဲဆိုတဲ့အထိပ္ပယ်မျိုးပေါ့နောက်ကျွန်တော်ဘာသွားမလဲဆိုကျွန်တော်တို့ကပျော်ရွှင်နေတယ်ဆိုတဲ့အထိပ္ပယ်မျိုးပေါ့စိတ်ကောင်းဝင်နေတယ်ပေါ့အဲ့တော့ကျွန်တော်တို့က in good spirits ဆိုတဲ့အသုံးပြုလို့ရတယ်အဲ့တော့he is in good spirits today ဒီနေ့သူဘာဖြစ်လဲစိတ်ကောင်းဝင်နေရဆိုအထိပ္ပယ်မျိုးပေါ့အဲ့တော့စိတ်ကောင်းဝင်နေရဆိုရင်ရှေ့မှာကျွန်တော် bad to be ထားပြီးတော့ in good spirits ဆိုပြီးအသုံးပြုလို့ရတယ်ဒါကစိတ်ကောင်းဝင်နေရဆိုတဲ့အသုံးမျိုးအဲ့တော့ပြန်ကြည့်မယ်ဆိုရင်မနက်စောစောဆိုရင်ကျွန်တော် bright and early ဆိုတဲ့အသုံးပြုလို့ရတယ်အဲ့တော့ I want you to get up bright and early ငါမင်းကိုမနက်စောစောအရာထားစေခြင်းတယ်နောက်တစ်ခုကကျပတ်စံတစ်စုံတစ်ယောက်ကိုပြန်ဆက်တယ်ဆိုရင်တော့ pay someone back ဆိုပြီးအသုံးပြုလို့ရတယ်အချိန်ကလည်းရှေ့မှာ B1 မိုင်ထားမယ်ဆိုရင်တော့ item နောက်ကြလို့မရဘူးဆိုအထိပ္ပယ်မျိုးနောက်တစ်ခုကကျတော့အားကိုးတယ်ဆိုအထိပ္ပယ်မျိုးအဲ့တော့ဥပမာ you can count on me in time of need you can count on me in time of need count count ကဒီနေရာမှာကျွန်တော်တို့ကရေးတွက်တယ်လို့ပြောတာမဟုတ်ဘူး count နောက်မှာ on ထည့်လိုက်ရင် count on me you can count on me နေငါ့ကိုအားကိုးလို့ရတယ် in time of need ဒီအသုံးလုံးလေးလက်လာ in time of need ဆိုအဓိပ္ပာယ်ကလိုအပ်တဲ့အချိန်ပေါ့အဲ့တော့အခုပြောပြသွားတဲ့အကြောင်းအရာတွေဒီခုနလိုပေါ့မနက်စောစောဆိုရင် bright and early မနက်စောစောဆိုအသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့တစုံတစ်ယောက်ပတ်စံပြန်ဆက်တယ်ဆိုရင် pay someone back နဲ့အသုံးပြုလို့ရတယ်အချိန်ကာလရဲ့အချိန်မှာဘိုင်သုံးတယ်ဆိုရင်တော့ကျွန်တော်တို့အဲ့အချိန်တက်နောက်ကျလို့မရအောင်ဆိုအဓိပ္ပာယ်မျိုးနောက်တစ်ခုကကျတော့အားကိုးတယ်ဆိုရင် bright and early count on me ဆိုအသုံးပြုလို့ရပါတယ်ခင်ဗျအားလုံးပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်